ရွှေရောင်သူရဲကောင်းနှင့်ထူးဆန်းသောစကားရှေးရခေတ်ကသာယာတပတဲ့ပတ်တော်မြို့လေးမှာအောင်ဆိုတဲ့ကောင်လေးတစ်ယောက်ရှိတယ်။သူကအရာကိုတက်ကြွပြီးမြို့ထဲမှာပြေးလွှားစော်ကစားရတာကိုဝါသနာပါသူလေးပေါ့။မြို့ကလေးကလည်းတစ်ပင်ပန်းမှန်တွေနဲ့ဆိုပြီးအမြဲတမ်းဆူညံပျော်ရွှင်နေတတ်ပါတယ်။ဒီနေ့မှာတော့အောင်ဟာရှိန်ဟောင်းပူရကြောင်ကြီးရဲ့မြေအောက်ခန်းထဲမှာဖုံတွေတက်နေတဲ့ပေစာထုတ်ကြီးတစ်ထုတ်ကိုသွားတွေ့ခဲ့တယ်။အဲ့ဒီပေစာထဲမှာထူးဆန်းတဲ့ရွှေရောင်စာလုံးတွေရေးထားတာကိုသူသတိထားမိလိုက်ပြီးရင်ခုန်စိတ်လှုပ်ရှားသွားတာပေါ့။အဲ့ဒီအချိန်မှာပဲအဖြူရောင်ဝုစုံနဲ့ပညာရှိအဖိုးအိုတစ်ယောက်ပေါ်လာတယ်။အဖိုးအိုကဒီပေစာထဲကစကားလုံးကိုဖတ်နိုင်တဲ့သူဟာမြို့လေးကိုစောင့်ရှောက်ရမယ်သူရဲကောင်းဖြစ်လာလိမ့်မယ်လို့အောင်ကိုလေးတန်အေးနဲ့ပြောပြလိုက်ပါတယ်။အောင်ဟာစိတ်လှုပ်ရှားစွာနဲ့မြို့ပြင်ကမြက်ခင်းပြင်တောင်ကုန်းပေါ်ကိုပြေးတက်သွားတယ်။သူဟာကောင်းကင်ကြီးကိုမောကြည့်ပြီးပေစာထဲကရှိုးပြက်စကားလုံးကိုအာရပါရအောင်ဟစ်လိုက်တယ်။ဇီယာလို့သူအော်လိုက်တဲ့အတန်ဟာတစ်လောကလုံးဟင်းထွက်သွားတယ်။ချက်ချင်းဆိုသလိုပဲကောင်းကင်ကနေရွှေရောင်ရှက်စီးတွေစီးဆင်းလာပြီးအောက်ကိုဝန်းရံသွားတယ်။လေပြင်းတွေကလည်းတဝုံဝုံတိုက်ခတ်လာပြီးသူရဲ့ခန္ဓာကိုယ်လေးဟာတဖြည်းဖြည်းနဲ့စတင်ပြောင်းလဲလာတော့တယ်။ကနအတွင်းမှာပဲအောင်ဟာတာမန်ကောင်လေးတစ်ယောက်မဟုတ်တော့ပဲခွန်အားဗလာနဲ့ပြည့်စုံတဲ့သူရဲ့ကောင်းကြီးဖြစ်သွားပြီ။သူဟာရွှေရောင်နဲ့အနိယာဆက်ထားတဲ့မြန်မာရွရစစ်ဝတ်စုံကိုဝတ်ဆင်ထားပြီးအရာကိုတီတီခံရနေပါတော့တယ်။အဲ့ဒီအချိန်မှာပဲမြို့လက်ခေါင်မှာနွားတဲ့ကြီးတစင်းဟာရှုံနှုတ်ထဲချုံနေပြီးလမ်းပိတ်နေတာကိုသူတွေ့လိုက်ရတယ်။မြို့သူမြို့သားတွေကပါလောက်ရမှန်းမသိပဲစိုးရင်တကြီးဖြစ်နေကြတာပေါ့။သူရဲကောင်းကြီးဟာလက်အနီးကိုဖြည်းဖြည်းချင်းလျှောက်သွားပြီးသူ့ရဲ့လက်တစ်ဖက်တဲနဲ့လက်ကြီးကိုအသာလေးမတင်ပေးလိုက်တယ်။တဲကြီးဟာရှုံနှုတ်ထဲကနေလွယ်လွယ်ကူကူပဲပြန်တက်လာပါတော့တယ်။မြို့သူမြို့သားတွေဟာအရန်ကိုဝမ်းသာသွားကြတယ်။ကလေးလေးတစ်ယောက်ကသူရဲကောင်းကြီးစီကိုပြေးလာပြီးအမွေးနှသားနဲ့ပြည့်စုံတဲ့စပယ်ပါကုံလေးကပေးတယ်။သူရဲကောင်းကြီးကပြောပြပြီးအဲ့ဒီပါကုံလေးကိုလည်းပင်းမှဆင်မြန်းလိုက်တယ်။နေဝင်ချိန်မှာတော့သူရဲကောင်းကြီးဟာပုံမှန်အတိုင်းအောင်အဖြစ်ပြန်ပြောင်းသွားတယ်။ရေကန်နားမှာတစ်ယောက်တည်းထိုင်ရင်သူရဲကောင်းတစ်ယောက်ဖြစ်ရတာဟာပြောစရာကောင်းတယ်လို့တာဝန်လေးကြီးမားတဲ့ဆိုတာသူနားလည်လာတယ်။အောင်ဟာအင်းကိုပြန်ရောက်တဲ့အခါသူ့ရဲ့အဖွားကိုအကြောင်းဆုံးပြောပြတယ်။အဖွားကသူ့လက်ကိုဆုပ်ကင်ပြီးစစ်မှန်တဲ့ခွန်အားဆိုတာတခြားသူတွေကိုကူညီခြင်းတဲ့ကိုချင်းစာနာတဲ့စိတ်တလုံးသားကနေလာတာပါမြည်လေးလို့ချစ်ခင်စွာနဲ့ဆုံးမလိုက်ပါတယ်။အခုဆိုရင်အောင်ဟာပတ်တော်မြို့လေးရဲ့ရှိုးကတ်ဆောက်ရှောက်သူဖြစ်နေပြီ။သူဟာမြို့ကလေးငင်းချမ်းသာယာဖို့အတွက်အမြဲတမ်းအစဉ်သင့်ရှိနေပြီးဇေယျဆိုတဲ့စကားလုံးလေးနဲ့အတူပျော်ရွှင်စွာနဲ့ဆောက်ရှောက်နေပါတော့တယ်